နာမယ်ကတော့ဟဲလန်မှာကလီမြို့မှာနေပါတယ်ကျမကတော့အခုလက်ရှိအိမ်ချမ်းမြေကျိုးဆောင်လုပ်နေပါတယ်ဆ iam မွန်စကားပြောကြည့်တဲ့အချိန်မှာရရှိလိုက်တဲ့အကျိုးရလက်ကပါလဲဆိုတော့ခုမှကျတော့ကိုတိတယ်ကိုတိတယ်ဒါပေမဲ့ကိုတိတဲ့ຢာတွေကမပြည့်စုံတဲ့အတွက်ကြောင့်လို့ဒါချယ်မွန်နဲ့ပြောကြည့်လိုက်တဲ့ခါကျတော့ကိုကဘလိုတွေပြောင်းလဲရမလဲကို energy တွေလိုအပ်တာပေါ့နော်ပထမတစ်ချက်ပြီးအဓိကအချက်ကတော့ကို mindset ပေါ့ mindset ရေးကြည့်ရပြီးတဲ့ခါကျတော့ကို့မှာခြာရေးတက်တဲ့အကျင့်မရှိခဲ့ဘူးအကုန်လုံးကခေါင်းထဲမှာပဲထဲတော့ပျောက်သွားကွာခေါင်းထဲထဲမနေချင်ပျောက်အဲ့လိုပြေကိုကစားထဲမှာရေးလိုက်တဲ့ခါကျတော့ကိုဖြစ်ချင်တဲ့အရာလေးတွေကိုကပြန်ဖြစ်တဲ့ခါကျတော့ပြန်ပြီးတော့ဖြစ်ချင်တဲ့ဟာကိုတကယ်ဖြစ်အောင်လဲလုပ်တယ်ပေါ့နော်ခုနကတော့အဲ့လိုပဲအရန်စားချင်တဲ့အရာကိုခဏကြည့်ရင်စားလာဆိုစားတယ်အဲ့ဒီမှာနေသဘောပေါက်ကိုဖြစ်ချင်တဲ့ຢာလဲကိုကအမြဲတမ်းမလိလာတဲ့ခါကျတော့မဖြစ်ခဲ့တာဘူးဆိုတဲ့အောင်ငွေကြေးလွှဲမှုကလည်းနောက်ဆုံးကိုမှမရှိခဲ့ဘူးငွေကြေးလွှဲမှုကတော့လုံးဝမရှိခဲ့ဘူးဒါပေမဲ့အခုကကျတော့ချဲကနည်းနည်းလေးပဲပြောလိုက်တဲ့ထဲမှာအိုးဒီလိုကြီးဖြစ်သွားတာပါလားဆိုပြီးတော့ကိုကပြန်ပြီးသိသွားတာအဓိကအကြောင်းရပါဆိုကိုကချရေးရမှာကိုကဘာမှချပဲနဲ့အုံနောက်ကြီးပဲသုံးနေတဲ့ခါကျတော့အုံနောက်သုံးတဲ့နေရာတွေကလည်းအရင်များတော့တနေရာထဲမှာမသုံးနိုင်တော့မဆန့်နိုင်တော့တဲ့ခါကျတော့ဘာမှဖြစ်မလာတော့ဘူးဟုတ်ကဲ့ကျေးဇူးပါရှင်